အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့နေတိတ်မကောင်းဘူးခုနကဆေးကန်းပြန်လာဒါပေမဲ့ဒီနေ့ဟိုးတာပေါ့နော်ဒီမှာလေးတွေအာပြေးလို့လည်းခေါ်ကြတာပေါ့ကျွန်တော်တို့မုံပြည်နယ်ခေါ်ကြတော့ငှက်လို့ခေါ်ကြပါတယ်ငှက်ကိုအဲ့ဒါဂရွေးမကောင်းလို့ဆိုပြီးတော့မုံဟင်းချက်ထားတာမြုပ်ဒီစိမ့်နဲ့နေရမ်းများနဲ့ပေါ့နော်မလို့ဆိုရင်တော့ကပ်ပလိုက်ဟောကပ်ပလိုက်နော်ကိုပြီးတော့ dry လွင်ရှင်းကြီးနော်ကောက်တိတ်မဲဆဒီမချင်းအပေါင်းတင်းတော့အားလုံးပဲဒီမှာနဲ့စားကြပါငှက်မုံဟင်းလေးနဲ့ပါသူ့ချက်တာအဲ့ဒီငရုတ်ဒီစိမ့်ကိုထောင်းပြီးတော့ရေနွေးအဲ့ဒီရေကိုအရင်ဆုံးစုအောင်တည်ပြီးတော့မှနောက်မှငါးထည့်ရတာပေါ့အဲ့တော့မှသူကငါးအကောင်ပုံမပြတ်အောင်ကျောင်းမုံပြည်နယ်မှာဆိုတော့ဒါကိုကျောင်းမုံလူမျိုးတွေကတော်တော်ကြိုက်ကြတာတော်တော်များများပေါ့နော်ဒါတော့6မိဖို့တွေပါဒါပဲပြားနဲ့မုံကြီးထုံနဲ့ချိုးတာတစ်ခါဒီတိုးစရာလေးပေါ့နေတိတ်မကောင်းဖြစ်နေပါတယ်ကတွင်းလည်းပြည့်အစားတောက်လည်းနည်းမယ်ထင်တာပေါ့သမင်းကနည်းနည်းသွားတော့မနဲ့ဟင်စားမလားငါမုံဟင်းချက်အားဆောက်ကောင်းတယ်မုံဒီနေမှာဆိုတော့ဘူတော့မယ်ဇက်လက်ဆောက်စားရတယ်နော်ချင်းလာကြလေဆိုတာလားစားကောင်းကြပဲ我操你不，我热了就到，刚搞了，清完这里就到，搞得很鲜活了。超美严肃了，非常多了，到这边啊。你咋的啊？你念了呢？我要一个摩洛哥的呢，嘎着。
မုံဟင်းကိုကျွန်တော်ကအဓိကမယမ်းပြဆဲပလဲရုပ်ဒီစိတ်အဲ့ဒါသုံးတော့ပေါ့ဟင်းချက်ခံပြီးသွားပြီချက်တော့မယ်ဆိုရင်ရှမ်းနံအုပ်လိုက်ရအဲ့ဒါအဓိက main ပဲပေါ့နော်ငါးတွေကြည်သွားမှာဆိုတော့တီးပြရတွေခက်နာပိတ်ရတာအဲ့လိုချင်းကန်ဆက်လေးစားလိုက်ပွင့်ထွက်သွားအယိုးတွေပါဝါစားလိုက်ဘာမှမဖြစ်ဘူးသူ့ယိုးတွေကတက်သေးတယ်ငါအဲ့ဒါအာပြဲကြောက်လုပ်တဲ့ငါနော်ဟိုတော့စားနေတဲ့အာပြဲကြောက်ကြောင်းတော့အာပြဲကြောက်တွေရှိပါရောလားအဲ့အာပြဲကြောက်လုပ်တဲ့ငါဒီမှာဒွန်းနဲ့ရှင်းသွားတာခါရကောပိုက်ရတော့တင်ပါနားရီလည်းပွင့်သွားပါတယ်โอเคဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပြီးတယောက်ချင်းတိုင်းကြည့်ရကြည့်ရှုပါခင်ဗျာအပေါင်းလေးနှိပ်အသေးလေးပေး share ဖို့လည်းမမေ့နဲ့နော် bye bye